မရှိများအားလုံးမင်္ဂလာပါကဲအခုချိန်မှာဆိုလို့ရှိရင်29ရက်ဒီကွန်မွန်ရဲ့အသီးလေးတွေကိုပေးတော့မှဖြစ်နေတဲ့အတွက်ကြောင့်မရှိတို့များအားလုံးကိုဝင်လို့တပြီလားအကေးဝင်လို့မတဘူးဆိုလို့ရှိရင်တော့ကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကို like ကြည့်မယ်ဆိုလို့ရှိရင်တော့မရှိတို့ကဝင်လို့တသွားမယ် PC တွေကိုဝယ်ယူသုံးစွဲလို့ရသွားမယ်လို့တော့ကိုယုံကြည်တယ်နော်ဒီ app line အစိမ်းအောင်လေးတွေကိုတစ်ချက်ဝင်သွားမယ်ကွင်းဝင်သွားပြီးရင်ဒါအဝါရောင်လိုက်တဲ့မှာရောက်တိုင်းမှာပဲ common အဖွဲ့သားတွေအားလုံးမှာရှိနေကြတာတော့ကိုယုံကြည်တယ်ဒါနိုင်မယ်နိုင်လိုက်ပြီဆိုလို့ရှိရင်တော့ဒါဒီလိုစမချီအသေးလေးတွေကိုလည်းဖြစ်ပါစေအဟောင်းလေးတွေဖြစ်ပါစေဒီအဲ့လေမှာတတိကချထားပေးတာဖြစ်တယ်နော်ဒါကတော့ဒီ website လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အကေရွေးလူအသစ်ချွဝင်မယ်ဆိုလို့ရှိရင်တော့ဒါကိုရရွေးချယ်မှုက1 2 3ကွန်ပျူတာနဲ့လားဖုန်းနဲ့လားနော်ဖုန်းရဲ့အမျိုးအစားနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုရဟိုအဟောင်းတွေကတလူမျိုးပါပဲကိုရဲ့လဟစမချီနိုင်လိုက်ပြီဆိုလို့ရှိရင်နောက်ပြီးတော့ရင် password ပြန်ထည့်လိုက်ရင်ပြီးပါပြီဒါကိုမှတ်ထားရမယ်နော်ဒါအဲ့မှာကိုကတော့ဝင်ထားလိုက်ပြီဆိုတော့ဒီမှာနိုင်လိုက်မယ်ဒါကိုရဖန်နာဝတခုမှာဒီလိုမျိုးစာမျက်နှာလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါအကေရွေးသွေးနာလာဒါဆိုင်ငါဒါ PC ဝယ်မယ်ပြီးလို့ရှိရင်ဒါဟိုဒူဖတ်တယ်ပေါ့နော်အရာအားလုံးမှာလားကြည့်အရာကိုမှလည်းအဆင်ပြေတယ်ဒါဒီနေရာထဲမှာပါလဲဝင်နေဒါတော့ကိုတို့ရထားတဲ့ပါလဲ business လားပါလဲအဲ့ဒါလူတန်းကိုပို့ပေးလို့ရတယ်ဒါဒီနေရာထဲမှာနှိပ်ပြီးဆိုလို့ရှင်ချဲတနေနှိပ်ကိုဘယ်သူစီကိုပို့သွားပေးမှလဲကဲနားလာကဲအကေရွေးကိုရဲ့ဆိုင်ငါမှာပြကြည့်ချင်တယ်ဆိုရင်ဒီနေရာထဲမှာနှိပ်မယ်ဒါကတော့ကိုရဲ့နာဝတစ်ခုကိုမြင်တွေ့ရမှာဖြစ်တယ်နော်ဒီဘက်တောင်မှာလည်းကြည့်လို့ရတယ်ကြည့်နိုင်လို့ရတယ်နိုင်ကစားလို့ရတယ်ကဲဒါကတော့အရင်ဦးဆုံးပစ္စည်းကိုဝယ်ယူမဲ့မိတ်ဆွေများအားလုံးမှာကိုလာပြီးတော့တင်ပြပေးသွားမှာဖြစ်တဲ့ဒါအကယ်၍လူသိကိုစမပေးမယ်ဆိုလို့ရှိရင်ဒီနေရာထဲမှာဒီနေရာထဲမှာဒါပြီးလို့ရှိရင်ဆိုင်ကဘိုနာတွေကြည့်ရင်ဒီနေရာထဲမှာနိုင်အဲ့ဒါ RP တွေEC တွေဒီနေရာထဲမှာပြီးလို့ရှိရင် Eagle ရာဒူးလာ Manager လာပါလဲ One Star လာ2 Star လာဒီနေရာထဲမှာနိုင်ပြီးရင်ကိုကတော့ PC အကြောင်းရင်းလေးတွေကိုလာပြီးတော့ဝယ်ယူသုံးစွဲရမယ်အရာလေးတွေကိုဘယ်နေရာမှာထည့်ရမှာလဲဘယ်နေရာမှာနေရာလိပ်စာတွေကိုပို့ပေးရမှာလဲဆိုတာကိုအသေးစိတ်နဲ့ရှင်းပြပေးမယ်ဒီနေရာထဲမှာနိုင်မယ်တန်းဒီနေရာနိုင်လိုက်ပြီဆိုလို့ရှိရင်တော့ဒါ PC တွေအများကြီးကိုမြင်တွေ့ရမှာပြတော်တော်လေးကိုမှအရန်ကိုဆင်ပြေလာတယ်ဟိုအခေါင်းနဲ့တော့မတူတော့ပါဘူးနော်အခုတော့ဆိုရင်လောက်ရတာကိုလည်းအိုးဟိုဒီမှာကြည့်အရန်မှလည်းလွယ်ကူတယ်နော်ဒီ website လေးမှာဆိုလို့ရှိရင်တော့လုံးတိုက်ရင်တော့မွေးဆွေတို့ရနောက်ထဝင်ငွေတွေအများကြီးတော့ပိုင်ဆိုင်သွားရမယ်ရရှိသွားမယ်လို့တော့ကိုယုံကြည်တယ်ပြီးရင်ဒါကွာတော့စပ်ပြကိုဝယ်မယ်အတုံး20နော်ပို့ပေးရမယ်ဒါတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့နော်အကောင့်20နှိပ်စရာမလိုပါဘူးဒီနေရာထဲမှာနှိပ်လိုက်မယ်တွင်းဒါခုနကကိုနှိပ်ထားတာတစ်ချက်ပဲမဟုတ်လားဒါဒီမှာအပေါင်းနဲ့အနှုံးနဲ့ရှိတယ်တန်းအဲ့လိုမျိုးနှိပ်လဲရတယ်အဲ့လိုမျိုးမနှိပ်ရင်ဒီနေရာထဲမှာနှိပ်လိုက်မယ်အတုံး20 okay sir အတုံး20စီးသွားပြီတော်လေးကိုမိုက်တယ်နော်ဒါကြောင့် PB က1500ပြီးရင်
ပိုခါနဲ့ဆိုလို့ရှိရင်တော့2030နော်ကဲမှန်ကန်သွားပြီပြီးရင်ပလက်တီနမ်ကိုမဖြစ်မချင်းဒီနေရာထဲမှာထည့်ရမယ်နော်ပိုကတီတဲ့နေရာမှာအကေပလက်တီနမ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီ home ဆိုတဲ့နေရာထဲမှာအမြဲတမ်းကိုထည့်ရမယ်ဘာဖြစ်လို့အမြဲတမ်းထည့်ရတာလဲဆိုတော့ကိုယ့်ရဲ့ဆိုင်ငါးတွေကိုယ့်ရဲ့ဒေါက်လိုက်တွေကိုPV တွေကိုပြန်ပေးလို့ရတယ်အကေရွေးလာစာရောက်မှဆိုလို့ရှိရင်ဒီနေရာထဲမှာကဲအမဆွဲတင်မယ်ပြီးရင်ထိယူနဲ့ပို့ပေးမလားပြီးရင်ကိုတိုင်းထုတ်ယူမလားစာကားထဲမှာအမှနှစ်ချက်ရွေးချက်ခွင့်ဒါကူကတော့ပို့ပေးမှာဖြစ်တယ်ပို့ပေးလိုက်မယ်ကင်းပို့ပေးလိုက်ပြီဆိုလို့ရှိရင်ဆွဲတင်လိုက်မယ်နော်ထိယူကြဝပိုင်စနေဒီစာလေးကိုပို့ပေးရမှာတော့ဖြစ်တယ်နော်အဲ့ဒီရဲ့cho chán trẻ lá นื้อตุ๋นเนาะเนื้อตุ๋นปีเนี่ยđãชื่อปูปีแม่ดูอมีป่ะเนาะแล้วเป็นอะไรมิพอนาบาสุพอนาบะนาคุนากะเรากูปูปียาไหมฮะกูได้แน่ทีชาลีกูแล้วอีแล้วเรามันล้อเนี่ยล้ออย่างเรามาตัดเนาะอย่างนั้นเทไม่สุดเลยสิเนาะจะว่าเนาะได้ไหมบางเก้าหัวเรากรุงเทพมาเนาะเขาปีนี้ไปเว้ยเป็นน้ำอะไรปาเว้ปีแขวะปาเว้ဒါတော့ရောက်ရှိသွားပါပြီအကယ်၍ကိုကကဲလဘราคาနိုင်เอกสารเนาะကဲနိုင်မယ်ဒီနေရာထဲမှာနိုင်မယ်เนาะနိုင်ပြီးဆွဲတင်မယ်ကဲ EC နဲ့ဝယ်မလားဘဏ်နဲ့ပို့ပေးမလား QR code နဲ့ဝယ်မလားဒါကိုကတော့ဒီ QR code နဲ့ပဲတင်ပြပေးမယ်QR code နေရာမှာနိုင်မယ်ပြီးရင် QR code နေရာမှာနိုင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမှာတစ်ချက်နိုင်မယ်ပြန်စစ်မယ်နော်ကိုယ့်ရဲ့ပို့ပေးမဲ့ PC တွေကဟဲ့မှန်လားအနမ်းလားတန်ဖိုးတွေခွဲတွေအနမ်းတွေအကယ်၍မားနေတယ်ဆိုလို့ရှိရင်တော့ဒီနေရာထဲမှာအောက်ဆုံးမှာနိုင်မယ်မှန်ကန်သွားပြီဆိုရင်တော့ဒီနေရာထဲမှာတိတ်ခဏစောင့်မယ်အဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီမှာလဲနှိမ့်လို့ရတယ်ဒီမှာလဲနှိမ့်လို့ရတယ်နော်နှိမ့်လိုက်မယ်ဒီ QR code ကိုပေါ်လာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အထနာခါဖုန်းထဲမှာဝင်သွားပြီးတော့စကန်သွားလိုက်ပါဒါကတော့အဆင်ပြေသွားပါပြီ PC ကိုနှစ်ရက်ဆောင်မြန်ဆန်နဲ့အဲ့အစီမှာမြန်ဆန်လေးနဲ့ expire လေးနဲ့ပုတ်ပေးသွားမှာဖြစ်ပါတယ်နော်ဒါကြောင့်အားလုံးကိုအဆင်ပြေသွားကြပါစေလို့တော့ကိုကဆုတောင်းပေးပါတယ်နော်
ဝင်လို့မတားတဲ့သူတွေလုံးလို့မတားတဲ့သူတွေမှာဆိုလို့ရှိရင်တော့ကိုနဲ့ဒန်းရိုက်လာပြီးတော့ဖုံးဆက်လို့ရတယ်เนาะကိုတင်ပြပေးမယ်အကယ်၍ဒီဗီဒီယိုလေးကိုထပ်ခါပြန်ကြည့်ပေးတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကဝင်လို့တတ်သွားမယ်လို့တော့ကိုယုံကြည်တယ်เนาะဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်သွားနေတဲ့မိတ်ဆွေများအားလုံးကိုเนาะချဲ့ပေးပါပြီးရင်ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးပါပြီးရင် subscribe လေးကိုလည်းလောက်သွားပေးကြပါလို့တော့ကိုတောင်းဆိုချင်ပါတယ်เนาะအားလုံးကိုအဆင်ပြေကြပါစေ bye bye